Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်စိုက်ကပစ္စည်းတွေကို CNC programmer တွေနဲ့ဘယ်လိုထုတ်လဲဆိုတာကျွန်တော်ပြောပြပေးမယ်နော်ဒီလိုမျိုးအရေးပေါ်တဲ့ဟာတွေဘယ်လိုလုပ်လဲဆိုတာပြောပြပေးမယ်ဒီမှာဆက်တဲ့ကိုဒီလိုအရင်ထည့်ထားတယ်ဒါကတော့ CNC program တွေပေါ့ဒီမှာအလွယ်ဆုံးနည်းနဲ့ပြောပြပေးမယ်ဒီမှာအလွယ်ဆုံးနည်းဒီလိုမျိုးရေးထားတာဆက်ထဲမှာတစ်ခါတည်းမောင်းပြမယ်သူတို့ဘယ်လိုအလုပ်လုပ်လဲပေါ့ဒီမှာကြည့်တာဒါကတော့အလွယ်ဆုံးနည်းနဲ့အယုရှင်ဆုံးနည်းဒီမှာဆိုရင်လူချင်တဲ့ပုံစံတန်လေးထွက်လာပြီဒီမှာတော့ဘလုံကလန်ရေးထားတာအလွယ်ဆုံးနည်းနဲ့ရေးပြထားတယ်မှာနောက်တစ်ခါဆက်ပြန်ပြီးမောင်းပြမယ်နော်ကိုလိုချင်တဲ့ပမာဏရပြီဆိုရင်ဒီအပေါ်မှာအရေးဖော်မယ်ဒီအပေါ်မှာအရေးဖော်မယ်